Hello အားလုံးပဲမင်္ဂလာပါ EFI ဆရာအောင်ကို e-bike ပြုပြင်ရေးတင်တန်း EFI ဆိုင်ငယ်ပြုပြင်ရေးတင်တန်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ workshop ဆရာညီကိုတွေမေးထားတဲ့ပထီကို9လုံး4လုံး6လုံးဆက်သွယ်ပုံလေးတွေတစ်ချက်လောက်ပြပြီးပါဆိုလို့ကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့တူပြသပေးလိုက်ပါတယ်เนาะအရင်ဆုံးပထမဆုံးဟိုပေါ့เนาะဒီမှာဆိုရင်ပထမအဦးဆုံးကကျွန်တော်တို့ကွန်ပျူတာ main ကျိုးလို့ခေါ်တာပေါ့နော်ကွန်ပျူတာဘူးသူရဲ့ဘယ်လိုပြောမလဲပထီကတ်တလောက်လို့လည်းခေါ်ပါတယ်ပေါ့နော်ကွန်ပျူတာဘူးကိုအနှုတ်ပေးတဲ့ကောင်ကိုကျွန်တော်တို့အရင်စတက်ပါရယ်နော်စတက်ပြီးတော့ဒီဘက်မှာအပေါင်းကြံပါတယ်အပေါင်းကြတော့ဒုတိယဥဘကအနှုတ်ကိုသွားပါရယ်နော်ဒုတိယဥဘကအပေါင်းကကြတော့တတိယဥဘကအနှုတ်ကိုသွားပါတယ်တတိယဥဘကအပေါင်းကစတုထဥဘကအနှုတ်ကိုသွားပါရယ်နော်စတုထဥဘကအပေါင်းကနာဘူးမြောက်ကိုသွားပါနော်နာဘူးမြောက်ဘက်ကအပေါင်းကတော့ကျွန်တော်တို့ပါရယ်ခုံးတစ်ချက်ဝင်သွားတဲ့အတွက်ပေါ့နော်တောင်းမှပါကျွန်တော်အစအနေပြန်ပြီးတော့ပြောပြပေးပါမယ်နော်ပထီကိုဒီကောင်းတော့9လုံးတန်းပေါ့နော်9လုံးတန်းမှာကျွန်တော်တို့ကဒီလိုလေးစီထားပါတယ်ပထမ number 1 2 3 4 5အဲ့လိုစီထားပါတယ်เนาะပထမဆုံးပထီကိုပထမဆုံး number 1 2မှာရှိနေတဲ့အနှုတ်ကျိုးရတော့ main computer ဘူးကိုအနှုတ်ပေးပါတယ်အဲ့ကောင်ကနေပြီးတော့ဒုတိယအပေါင်းကျိုးကြံခဲ့ပါတယ်เนาะအပေါင်းကျိုးကကြတော့ပထီကိုရဲ့ဒုတိယကျိုးမြောက်ကိုအနှုတ်ပေးပါတယ်ဒုတိယအိုးကနေလာမဲ့အပေါင်းကျိုးကတတိယအိုးကိုနှုတ်ပေးပါတယ်တတိယအိုးကကြံခဲ့တဲ့အပေါင်းကိုစတုထ၄အိုးမြောက်ကိုအနှုတ်ပေးပါတယ်စတုထ၄အိုးမြောက်ကကြံခဲ့တဲ့အပေါင်းကျိုးကို9အိုးမြောက်ကိုအနှုတ်ပေးပါတယ်9အိုးမြောက်မှာရှိနေတဲ့အပေါင်းကျိုးကကြတော့ခုန mainကွန်ပျူတာမှာကျွန်တော်တို့ကအပေါင်းကျိုးပြန်ပြီးတော့ပေးရပါတယ်เนาะအဲ့ဒါမှသူရဲ့တက်ဆင်မှုမှန်ကန်ပါမယ်ပထီရိုးတွေတက်ဆင်မှုမမှန်ကန်ရင်လည်းပောက်ကွဲတာတို့ပွင့်ထွက်သွားတာတို့ဖြစ်နိုင်တယ်ပေါ့เนาะဒါမှမဟုတ်ကျွန်တော်တို့ဒီကောင်လေးကိုပထီရိုးလေးတေချာလေးရိုက်ပို့ပေးလိုက်ပါရယ်เนาะကဲကျွန်တော်တို့တေချာလေးတင်ပေးပါမယ်ဟုတ်ကဲ့ပါကျွန်တော်တို့နားမလည်တာရှိရင်လည်းကျွန်တော်ရဲ့ Messenger ချက်ပေါက်မှာမေးမြန်းနိုင်ပါတယ်เนาะကျွန်တော်တို့အားတဲ့ချိန်ကျတော့ဝင်ဖြေပေးပါမယ် EFI တင်တန်းကြောင်းနဲ့ပတ်သက်ထားတဲ့ workshop ဆရာညီကိုတွေလည်းကျွန်တော်တို့ EFI တင်တန်းကြောင်းပြန်လဲအစနေတင်တန်းသားတွေရောက်နေဖြစ်တဲ့အတွက်တက်ချင်တဲ့ညီကိုများ EFI ဆရာအောင်ပကိုတင်တန်းကြောင်းကနေကြိုဆိုပါရယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်